ဒီကြနော်ဒီကြမှားပါတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ကဘာမြို့လဲ ရန်ကုန်အဲ့လေပြေုံးလေဒုက္ခတရုတ်နဲ့ကနေဒါနဲ့ဘယ်နိုင်ငံရဲ့ area ကပိုကြီးလဲ တရုတ်ပြည်သမ္မတနိုင်ငံလား ဟုတ်တယ်ကနေဒါတရုတ် ဒီကြလား ဒီကြတယ် ဒီကြနော်ဒီကြမှားပါတယ်โอเคနောက်တစ်ပုတ်ပြောင်းမယ်နောက်တစ်ပုတ်နော်နောက်တစ်ပုတ်မေးမယ်နော်ကချင်ပြည်နယ်ရဲ့မြို့တော်ကဘာမြို့လဲ မြစ်ချီနာ နော်နောက်တစ်ပုတ်9000နော်စာရေးတံပွဲကိုမြည်တိလတွင်ကျင်းပတနည်း A ကဝါဆိုလား B ကနယုံလား C ကဝါကောင်လား နေုံလား နယုံလားဒီကြလားမားရင်မရှိတော့ဘူး နေုံလားစာရေးတယ်မဲပွဲလေးဟုတ်တယ် ဒီကြပြီနော် သိကြပြီ ဒီကြပြီမဟုတ်ပါဘူးကြာနောက်တော့မေးဖြစ်ချင်ရနော် โอเค โอเคအောက်ဖော်ပြပါအဆောက်အဦကဘယ်နိုင်ငံရဲ့အဆောက်အဦလဲ A ကအီတလီ B က US C ကဂျာမနီ အီတလီ ဒီတစ်ခေါက်တော့တေးချင် သိကြပြီ ဒီတစ်ခေါက်မိုင်းမရှိတော့ဘူးမှန်ပါတယ်အီတလီကโอเคနောက်တစ်ပုတ်1000ပါမိုင်းရင်1000ရမယ်မိုင်းရင်ခုဖြည့်ထားတဲ့9000မရတော့စက်ပြမလားတော်ပြီလား စပ်ပြီမယ် စပ်ပြမယ်နော်โอเคကောင်းတယ်မြန်မာနိုင်ငံ area အကြီးဆုံးပြည်နယ်ကဘာလဲ A ကကချင်ပြည်နယ် B ကရှမ်းပြည်နယ် C ကကယားပြည်နယ် D ကချင်းပြည်နယ် ရှမ်း ရှမ်းတေးကြရော သိကြတယ်လုံးဝ တေးကြရဲမှန်ပါတယ်နောက်ဆုံးတစ်ပုတ်2000ပါမိုင်း2000ရမယ်မိုင်းရင်ခုပြေးထားတဲ့1000မရတော့ဖြည့်မလား ပြင်မယ်လေ ဖြည့်မယ်နော်โอเคအောက်ဖော်ပြပါအလန်ကဘယ်နိုင်ငံရဲ့အလန်လဲ A ကမက္ကဆီကို B ကတောင်အာဖရိက C ကအီဂျစ် မက္ကဆီကိုမဟုတ်ဘူးဆာအာဖရိကနဲ့အီဂျစ်နဲ့little confused South Africa. အီဂျစ် အီဂျစ် Egypt အာဖရိက Egypt အီဂျစ်ပြီလား Egypt ပြီ တကယ်လား တကယ် တကယ်နော် တကယ်ကြီး မှားပါတယ်ဆော်အာဖရိကပါအဲ့ရကျေးဇူးပါဗျာ